အမျိုးသမီးကနိုးနိုးချင်းမှာပဲသူမကိုသူမရီးစားဖြစ်သူရဲ့အဖွားအိမ်မှာရောက်နေမှန်းသိလိုက်ရတယ်တကယ်တော့သူ့အဖွားကဒီမျိုးသမီးကြောင့်မိသားစုတိတ်ခါကြမှာကိုစိုးရိမ်နေတာမို့ချမ်းသာတဲ့မိသားစုရဲ့စီးမြင်စည်းကမ်းတွေကိုတင်ယူဖို့အတင်းကျပ်တောင်းဆိုခဲ့တာပါအမျိုးသမီးကနှုတ်ကတော့သဘောတူလိုက်ပေမဲ့မျက်လုံးကြီးဖွင့်လျက်သားနဲ့အိပ်ပျော်သွားခဲ့ပါတယ်သူမရဲ့ဟောက်တံကိုကြားတော့အဖွားဖြစ်သူကဒေါသတကြီးနဲ့စပွဲခုံကိုရိုက်ချလိုက်တာကြောင့်သူမလက်နိုးလာခဲ့တယ်ဒါပေမဲ့သူမကစုံမတာပြီးသွားပြီအထင်နဲ့ဖက်နှက်စီးပြီးအိမ်ပြန်ဖို့ပြင်တော့တာပေါ့အဖွားနဲ့မိထွေးဖြစ်သူတို့ကချက်ချင်းပဲသူမနောက်ကိုလိုက်လာပြီးဒီအမျိုးသမီးဟာသူတို့ကိုမရိုမတေလုပ်တယ်လို့ပြောကတူးထောက်တောင်းပန်ဖို့တောင်းဆိုကြပါတယ်အမျိုးသမီးကလည်းသူတို့မှသူမကိုတူးထောက်ခိုင်းပိုင်ခွင့်မရှိဘူးလို့ချက်ချင်းပြန်ပတ်လိုက်တာပေါ့အဖွားအိုကြီးကတွေးတက်ပြီးမေးလဲလူနီးပါးအထိဒေါသထွက်သွားခဲ့တယ်လို့မိထွေးဖြစ်သူကလည်းအိမ်စေတွေကိုခေါ်ပြီးအမျိုးသမီးကိုမိသားစုစီကံအတိုင်းအဖြစ်ပေးဖို့အမိန့်ပေးပါတော့တယ်ဒါကိုကြားတော့ရီးစားဖြစ်သူရဲ့ညီမလေးကချက်ချင်းတူးထောက်ပြီးသူမအတွက်အတနာခံပေးရှာပါတယ်သူတစ်ပါးရဲ့အချုပ်ကန်ကိုမခံချင်တဲ့အမျိုးသမီးကညီမလေးကိုဆွဲထုတ်ပြီးထွက်သွားဖို့ကြိုးစားပေမဲ့အိမ်စေတွေကပိတ်ဆို့ထားလိုက်ကြတယ်အဲ့ဒီနောက်အိမ်စေနောက်တစ်ယောက်ကရေခဲတုံးတွေထည့်ထားတဲ့စလုံးတစ်ခုယူလာပြီးမိထွေးဖြစ်သူကအမျိုးသမီးကိုရေခဲပေါ်တူးထောက်ဖို့အမိန့်ပေးပြန်ပါတယ်အဲ့ဒီတော့မှပဲအမျိုးသမီးဟာသူမရေးစားရဲ့ဒူးမှာဘာလို့ဒဏ်ရာဟောင်းရှိနေရလဲဆိုတာကိုနားလည်သွားခဲ့တာပါပိုပြီးလွန်တာကတော့ရေးစားဖြစ်သူဟာတခါကသူ့အမေရဲ့အုပ်ကူစီတိတ်တဆိတ်သွားကြောက်ခဲ့ဘူးတာကိုတော့အဖွားဖြစ်သူကရေခဲပေါ်တူးထောက်ခိုင်းပြီးအဖြစ်ပေးခဲ့တာဖြစ်ပါတယ်မိထွေးဖြစ်သူကအကြောင်းရင်းကိုရှင်းပြတာကိုကြားပြီးအမျိုးသမီးကသူတို့မှလူသားချင်းစာနာစိတ်မရှိဘူးလို့ဒေါသတကြီးအော်ဟစ်လိုက်ပါတယ်ဒါပေမဲ့နောက်တစ်ခုမှပဲသူမဟာတူးထောက်ခိုင်းဖို့စူးစမ်းနေတဲ့အိမ်စေတစုရဲ့ဖမ်းချုပ်ခြင်းကိုခံလိုက်ရတယ်အဲ့ဒီအချိန်မှာပဲအမျိုးသမီးရဲ့ရီးစားဖြစ်သူကအပြေးလွှားရောက်လာခဲ့ပါတယ်သူကသူမဘေးနားကအိမ်စေတွေကိုချက်ချင်းပဲမောင်းထုတ်လိုက်ပြီးသူမလက်ကိုဆွဲကာအိမ်ပြန်ဖို့လုပ်ပါတယ်ဒါပေမဲ့အဖွားဖြစ်သူကသူ့အမေရဲ့အမတ်တရအမွေပစ္စည်းနဲ့ချင်းချောက်ပြီးဒီနေ့ဒီမျိုးသမီးကိုအပြစ်ပေးရမယ်လို့ပြောပါတယ်အမတ်တရပစ္စည်းကိုပြန်ရဖို့အတွက်သူကသူမလက်ကိုလွှတ်လိုက်ပြီးသူမကမိသားစုဝင်မဟုတ်သေးတဲ့အတွက်အပြစ်ကိုသူမကိုစားသူပဲခံယူပါမယ်လို့ပြောလိုက်ပါတယ်